အားလုံးမင်္ဂလာပါကျွန်တော်ခုကမြောက်ပြီးနေကြောင်းလည်းဗားရဲဆိုမိတ်ဆွေတို့အနေနဲ့ရေရှည်မှာကျွန်တော်အဆောက်အအုံအဆင်ပြေခြင်းလို့ရှိရင်ကျွန်တော်ရှောင်းကြရမယ်အချက်လေးတော့ကျွန်တော်မြောက်ပြီးချင်ပါတယ်လို့အချက်လေးတော့ကျွန်တော်ဗားရဲဆိုနံပါတ်1ချက်ကကျွန်တော် brain ကိုအပြည့်တင်တာအဲဒီသက်တစ်ခုပြစ်ပဲလို့ရှိရင်ကျွန်တော်ဟိုလိုကြောင့်ဒီလိုကြောင့်ပြည့်မတင်ပါနဲ့အပြည့်တင်မဲ့သာကျွန်တော်အဖြေရှာပါလို့အဲကြောင့်မို့နံပါတ်2ချက်ကဗားရဲဆို H2 ကျွန်တော်အလုပ်လုပ်ဆောင်လို့ရှိရင်ကျွန်တော်မဖြစ်အောင်လို့ရှိရင်ကျွန်တော် execute ဆင်ခြင်မပေးပါနဲ့လို့ကျွန်တော်ဒါကိုတောင်းဝင်ယူပါလို့နံပါတ်2ကကျွန်တော် execute ဆင်ခြင်မပေးနဲ့နံပါတ်3ချက်ကရောက်ပါလဲဆိုကျွန်တော်တနိုင်ပေါ့ဆွေးနွေးညီနိုင်တဲ့ကိစ္စတွေမှာကျွန်တော်အငင်းမတန်ပါနဲ့ညံ့တယ်လို့ရှိရင်ညံ့တယ်လို့မိတ်ဆွေနန်းတော့ပဲမဲ့တကယ်တမ်းမိတ်ဆွေနဲ့ရေလောက်ဆောင်မဲ့လူအတွက်ဒါမိတ်ဆွေအတွက်ဆုံးရှုံးမှုဖြစ်သွားတာပါလို့ကျွန်တော်ခုဟိုမြောက်ပေးတဲ့ချက်လေးတော့ကြလည်းမိတ်ဆွေအတွက်အကျိုးရှိမှလည်းကျွန်တော်ကြည့်ပါ